အားလုံးပဲမင်္ဂလာပါ Adobe Photoshop CA5 ဖြင့် 3D text သင်ခန်းစာလေးလုပ်ပြမှာဖြစ်ပါတယ် Adobe Photoshop CA5 ကိုဖွင့်မယ်ဖွင့်လာပြီဆိုရင် File Open နဲ့ Image ပုံလေးတော့ယူမှာဖြစ်ပါတယ်ဒီနေရာမှာတော့ဒီ background ပုံလေးကိုအစားထိုးပြီးတော့လုပ်ပြမယ် background ပုံလေးကိုနည်းနည်းလောက်ပေးကြည့်လိုက်မယ်သူ့ကိုစာရေးဖို့အတွက် horizontal type tool လေးကိုယူပေးပါစာရေးမယ်ဆိုလို့ရှိရင်တော့ရေးမဲ့နေရာလေးမှာကလီလေးချက်ချပြီးတော့ရေးချင်တဲ့စာလုံးကိုရှာရေးလို့ရမှာဖြစ်ပါတယ်အမှန်လေးကိုရှင်းပေးမယ်စာလုံးအကြီးအသေးကိုတော့ဒီနေရာလေးမှာရှစ်ဖြဲ order ရဖိပြီးတော့သေးပေးလိုက်ပါတောင်းတာလေးကနေပြီးတော့များလေးနဲ့အကြီးအသေးသွေးပေးလို့ရပါတယ်။ကိုကျင်တဲ့နေရာလေးမှာထားမယ်။အမှန်လေးကိုရှင်းပေးမယ်။စာရေးပြီးပြီဆိုလို့ရှိရင်ဒီနေရာလေးမှာ FX လေးကိုတစ်ချက်တော့မယ်။ Gradient over လေးကိုရွေးပေးပါ။ Gradient over လေးမှာလိုချင်တဲ့ color လေးကိုရွေးရမှာဖြစ်ပါတယ်။ဒီနေရာလေးမှာပင်အရောင်လေးကြိုက်တယ်မိမိနှစ်သက်တဲ့အရောင်လေးကိုရွေးပေးလို့ရပါတယ်။ဒီအရောင်လေးကိုရွေးပေးလိုက်မယ်။ OK ကိုနှိပ်ပါ။ OK ကိုထည့်နှိပ်မယ်။အရောင်လေးထည့်ပြီးတော့ပြီဆိုလို့ရှိရင်တော့သူဒီနေရာလေးမှာ 3D ထဲကိုတော့ပါမယ် 3D ထဲကိုတော့ပြီးတော့ဒီမှာ repository ထဲက text layer ကိုနှိပ်ပါဒီလိုမျိုးပေါက်လေးကြာလာပြီဆိုလို့ရှိရင်တော့ yes ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီပေါက်လေးမှာတော့စာလုံးကိုလိုချင်တဲ့ site လေးရွေးမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးလိုချင်လားဒီလိုမျိုးပုံစံလိုချင်လားကိုလိုချင်တဲ့ပုံစံလေးကိုဒီလိုမျိုးကြည့်ကြည့်ပါဒါတော့ 3D နဲ့စာရေးတာဖြစ်ပါတယ်လိုချင်တဲ့ပုံစံအနေထားလေးကိုဒီနေရာလေးမှာရွေးပေးပါကိုမိမိနှစ်သက်တဲ့ပုံစံလေးကိုပြောင်းရေးလို့ရပါတယ်ဒီမှာဒီပုံစံလေးလိုချင်ဒီပုံစံလေးပေါ့နော်ကိုကြိုက်တဲ့ပုံစံလေးကိုထားပေးပါလှည့်ချင်တယ်ကြည့်ချင်တယ်ဆိုရင်တော့ကိုနေရာချချင်တယ်ဆိုရင်တော့နှစ်သက်တယ်လို့နေရာချထားပေးလို့ရပါတယ်ဒီပုံစံလေးကိုရွေးထားပေးလိုက်မယ်ကိုကြိုက်တဲ့ပုံစံလေးရွေးပြီးတော့ပြီဆိုလို့ရှိရင်တော့သူ့ကိုကြိုက်တဲ့နေရာလေးမှာနေရာချိန်ပြီးထားပေးမယ်ကြိုက်ပြီဆိုရင်လို့ရှိရင်တော့ OK ကိုနှိပ်ပေးပါဒါဆိုလို့ရှိရင်တော့ဒီမှာ 3D နဲ့စာရေးလိုက်တာဖြစ်ပါတယ်သူ့ကို 3D နဲ့စာရေးပြီးပြီဆိုလို့ရှိရင် move tool လေးနဲ့လိုချင်တဲ့နေရာလေးကိုနေရာမင်းနဲ့ရွှေ့ထားပေးမယ်စာရေးပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီမှာ open နဲ့တော့ဖွင့်ပါမယ် file လေးကိုတော့မယ် open နဲ့ဖွင့်မယ်ထည့်မဲ့ပုံလေးကိုတော်ရွေးမှာဖြစ်ပါတယ်ဒီပုံလေးကိုထည့်ပေးမယ် open နဲ့ဖွင့်လာခဲ့လိုက်ပါသူ့ကိုဆွဲတော့ပြီးတော့မှဒီနေရာလေးမှာရှာမယ်အကြီးအသေးလိုချင်တော့ shift ပြ order ရဖိပြီးတော့ဒီတောင်းတာလေးကနေပြီးတော့ပြစ်သေးလိုက်မယ်လိုချင်တဲ့နေရာလေးမှာသူ့ကိုတစ်ချက်ရှာမယ်အမှန်လေးကိုရှင်းပေးရမှာဖြစ်ပါတယ်နီးကဲဆွဲပြီးတော့ကြည့်ကြည့်ပါဒီနေရာမှာဆိုရင်တော့ဒီမှာလက်ကြားလေးမှာအဖြူရောင်လေးတက်ပါလာပါတယ်ဒီကောင်လေးကိုဖြတ်တော့မှဖြစ်တဲ့အတွက် quick selection tool လေးကိုယူပြီးတော့ quick selection tool လေးကိုယူပြီးတော့ဒီနေရာလေးမှာ select ပေးလိုက်ပါ select ဝင်တော့ပြီဆိုရင် keyboard ပေါ်က delete လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ပြတ်သွားပြီ control ရဲ့ D ရဲ့ကိုနှိပ်ပြီးတော့ selection ဖြောက်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီမှာစာလုံးပေါ်မှာဒီပုံလေးနဲ့ထည့်ပြီးပြီဆိုလို့ရှိရင်သူ့ကို layer အသစ်တစ်ခုယူရမှာဖြစ်ပါတယ် layer အသစ်တစ်ခုယူမယ်ပြီးလို့ရှိရင် edit ကိုတော့မယ် edit ထဲကနေပြီးတော့ fill ကိုတော့ပါဒီနေရာမှာတော့ black color ကိုယူ black ဆိုတာကိုယူပေးပါ black လေးကိုယူပေးမယ် okay ကိုနှိပ်မယ်ဒါဆိုလို့ရှိရင်တော့ဒီမှာ black ရောင်လေးပြောင်းသွားပြီ black ရောင်လေးပြောင်းသွားပြီဆိုလို့ရှိရင်တော့သူ့ကိုဖက်စာထဲမှာရှိနေတဲ့ render ဆိုတာရှိပါတယ်ဒီမှာ render ထဲကိုဝင်မယ် render ထဲကနေတစ်ဆက် less flat လို့နှိပ်ပေးပါဒီနေရာမှာတော့ဒီအပေါ်အကောင်လေးတွေမှာ select ဝင်နေလို့ရှိရင်အောက်ဆုံးကောင်လေးကိုရွေးပေးရမှာဖြစ်ပါတယ်ဒီနေရာလေးမှာတော့100ရာခိုင်နှုန်းထားပေးပါ okay ကိုနှိပ်ပါ180လောက်ထားရင်လည်းရပါတယ်ကိုဒါတော့ကိုမိမိ150ကြိုက်တဲ့လောက်ထားပါတော့150လောက်ထားပေးမယ်ဒါတော့ site ကိုကြည့်ရှင်လို့ကြည့်ပေါ့နော်ဒီလောက်လေးရှာရေးမယ်ဆိုရင်လည်းရပါတယ်100လောက်ဝေးထားပေးမယ်100ရာခိုင်နှုန်းထားမယ် okay ကိုနှိပ်မယ်ဒါဆိုလို့ရှိရင်တော့ဒီမှာဒီပုံစံလေးပေါ်လာပြီသူ့ကို
ဒီလိုမျိုးဖြစ်တော့ပြီဆိုလို့ရှိရင်တော့ဒီမှာ layer box လေးမှာ layer ဘက်အတန်းလေးမှာ normal ဆိုတဲ့နေရာလေးကိုဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာလေးမှာတော့ screen ဆိုတဲ့ကောင်လေးကိုရွေးပေးရမှာဖြစ်ပါတယ် screen လေးကိုကလစ်တစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီမှာ automatic သူဝင်သွားတာဖြစ်ပါတယ်ဒါတော့သူ့ layer နဲ့သူယူထားပေးတာဖြစ်ပါတယ်သူ့ကိုအကြီးသေးလုပ်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီမှာတောင်းနာလေးကနေပြီးတော့အကြီးသေးလုပ်လို့ရပါသေးတယ်ရှစ်ပြ order ရဖိပြီးတော့အကြီးသေးလုပ်လိုက်အမှန်လေးကိုရှင်းပေးပါလူချင်းတဲ့နေရာလေးမှာထားလို့ရပါတယ်ဒီနေရာလေးပဲထားတာပဲနေရာလေးပဲထားတာပေါ့နော်ဒီမဲ့နှစ်သက်တဲ့နေရာလေးမှာထားလို့ရပါတယ်တကယ်တော့အရင်လေးနဲ့ဆိုလို့ရှိရင်တော့ဒီနေရာလေးမှာ opacity နည်းနည်း short ပေးပြီးတော့ကိုလူချင်းတဲ့နေရာလေးမှာထားပြီးတော့ဒီလိုအလင်းတန်းလေးနည်းနည်းပေးလိုက်ပါအမှန်လေးကိုရှင်းပေးပါနောက်ထပ်တစ်ခါသူ့ကိုနောက်ထပ်ဒီနေရာလေးမှာထားခြင်းတယ်ဆိုလို့ရှိရင်ဘယ်နေရာပဲထားခြင်းပေါ့နော် control ရဲ့ G ရဲ့နဲ့ layer ပေါ်လိုက်ပါသူ့ကိုထားခြင်းတဲ့နေရာလေးမှာဆွဲထားလို့ရပါတယ်ဒါကတော့အလှဆင်တာပါမိမိကြိုက်တဲ့နေရာလေးမှာထားပေးလို့ရတယ်ဒီနေရာလေးမှာထားပေးလိုက်မယ်အကြီးအသေးကိုတော့ရှစ်ပြ order ရဖိပြီးတော့တောင်းတာလေးရဆွဲပြီးတော့အကြီးအသေးလုပ်ပေးလိုက်ပါကိုထားခြင်းတဲ့နေရာလေးမှာဒီနေရာလေးမှာထားပေးလိုက်မယ်အမှန်လေးကိုရှင်းပေးမယ် opacity short ရှင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးမှာ opacity short ပေးနေလေး short ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့လိုအပ်တဲ့ပုံလေးလုပ်ပြီးတော့ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်